တရဆောက်တော့အိမ်ကြီးကိုပြောင်းသွားခဲ့တော့ကျောင်းသူလမလေးနေလားတခါကတရဆောက်တဲ့အိမ်ကြီးတခုရှိရဲ့သူကမနက်ပိုင်းကြီးနော်လက်ပါရဲ့အိမ်လေးတင်ဖြစ်ပြီးညပိုင်းကြီးနော်ကြောက်ဖို့ကောင်းတဲ့အိမ်ကြီးတင်ဖြစ်ပါတယ်ဒါကိုတည့်ရဲ့လူတိုင်းကဒီအိမ်မှာဘယ်သူမှမနေကြဘူးဒီအိမ်ကိုကလေးမလေးတယောက်ကျောင်းသူမလေးမိနာဆွဲကောင်းပါလေပြောင်းလာတဲ့ဟာငါဒီနေ့မှအိမ်ပြောင်းမယ်ငါပြောင်းမဲ့အိမ်လေးကတော့ဒီအိမ်လေးပဲဟာဒီအိမ်လေးကတန်းပြက်နေရပဲဒီစီရှာလေးလက်ကောက်တာပဲဟင်ဒီအိမ်မှာစပင်းတစ်စီးလည်းရှိတာပဲဒါပဲဖြစ်ဖြစ်ငါဒီအိမ်ကငါအိမ်ဖြစ်ပြီဆိုတော့ငါချက်တယ်လို့နေလို့ရပြီဟာအော်ကားထားငါပလူထားနေရပါလေမိနာကတော့ဒီအိမ်မှာတရဆောက်တယ်ဆိုတာမသိစားဘူးပေါ့မေပလိုက်တာအေးဒီအိမ်လေးကတာယာလိုက်တဲ့အိမ်လေးတဲ့အိမ်ပဲဒီအိမ်မှာငါတယောက်ချင်နေရမှာပျော်ဖို့ရဲကောင်းမှာပဲငါကွန်ပျူတာလေးချင်းတုံးလိုက်ပါဦးမယ်အော်ငါမင်းကြီးလားငါကြောင်းသွားအဲ့ရအောင်မယ်လေဟုတ်တယ်ကြောက်ဘယ်နားမှာရှိရလဲဆိုတော့ငါမသိဘူးအေးဒီစပိန်လေးနဲ့တွားလိုက်ပါမယ်သူစပိန်လေးတော့မသိဘူးဒီမှာရှိရဲဆိုတော့ငါတို့ထားရပဲဖြစ်မယ်တောင်းဘယ်နားမှာရှိရလဲဆိုတော့ငါမသိဘူးအေးဒီတိုင်းမဲ့တွားနေတွေ့မှာပါဒီညတော့ဝင်ကားလေးရှိရဲဆိုတော့ဒီနားမှာလူနေညာပါလေအော်ဟိုကကြောင်းနေသူလေဟုတ်တယ်ကျောင်းရတာတကယ်ကြီးကျောင်းဖြစ်ခဲ့နေဆိုရင်ငါတို့နဲ့နီးနီးလေးပဲဟာမိနာကအဲ့လိုပြောနေစားတဲ့လိုက်ချင်းကြနေကိုစောရဲ့အော်မကြောက်ကြည့်ပါရဲ့ဒီတော့တောင်းမယ်ဒီကျောင်းကြီးရှိဖို့ဆရာဘာပြောမလို့လဲဒီနာဒါကျောင်းလားဆရာဟုတ်တယ်ဒါကျောင်းမယ်ငါကဒီကျောင်းကြီးပဲဟုတ်လားတမီးဒီကျောင်းမှာကျောင်းတက်ရှင်လို့အဲ့ဒါလာအဲ့ဒါစေကျောင်းကြီးရဲ့အော်ဘယ်နဲ့တက်မှာလဲဆဲတဲ့အော်တော့ဘယ်နဲ့မတော့အဲ့မှာလဲဆရာဟိုဘက်ဆမ်ကျောင်းနဲ့ဝင်ပြီးဟိုဘက်ဆမ်ကတွေ့ဒူးတဲ့ခါ3ခါမြောက်အော်ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နော်အေးကျောင်းကြီးပြောဖို့ရဆိုရင်တော့ဒီကျောင်းထဲကိုဝင်ပြီးဘယ်ဘက်ကိုလိုက်တဲ့ငါတူပဲဘယ်ဘက်ကိုမယ်ပြီးတော့ဒုတိယတတိယအခန်း3ခန်းမြောက်တဲ့ဒါတစ်ခန်းမြောက်ဒါနှစ်ခန်း3ခန်းမြောက်ဆိုဒီမှာအော်ဒီမှာဆရာမကြီးပဲမင်္ဂလာပါဆရာမမင်္ဂလာပါတမီးလေးရဲ့နာမည်ဘယ်လိုခေါ်လဲတမီးနာမည်ကတော့မိနာပါအော်တမီးလေးခုလာရင်တမီးနာလာရင်ကျောင်းကြီးကတော့တမီးကျောင်းအရှင်ကဘယ်နဲ့တန်းအောင်လဲတမီးခု10တန်းမှာအော်10တန်းဆိုရင်အမေโอเคမနေ့ပြန်ကြရင်လာတက်လို့ရပါပြီဟုတ်ကဲ့ဆရာမကျေးဇူးတင်ပါတယ်အေးရပါတယ်အော်တမီးခဏနေရောရှင်းတမီးဘိုင်ယိုယူထားရလားအီကိုယူထားရလားဒါမှမဟုတ်ပါယူထားလဲတမီးဘိုင်ယိုယူထားရလားဆရာမအော်ဘိုင်ယိုယူထားဆိုတော့ဘိုင်ယိုခန်းကိုတွားလို့ရနော်ဟုတ်ကဲ့ပါဆရာမအော်ဆက်မှာမိသားရှိဆရာမတမီးတို့ရဘလို့လဲဆရာမအော်မြန်မာစာတင်တဲ့ဆရာမတက်အင်္ဂလိပ်စာတင်တဲ့ဆရာမတက်အော်ဟုတ်ဆရာမကဘာတင်တဲ့ဆရာမလဲဆရာမကဘိုင်ယိုတင်တဲ့ဆရာမမဟုတ်ဆရာမကဂီတတင်တဲ့ဆရာမအော်ဆရာမဂီတတင်တာလားဟုတ်တယ်တိစာတင်တဲ့ဆရာမဟိုမှာထိုင်နေလေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အေးအဲ့ဒီကအလိုက်တဲ့ဆရာမဘိုင်ယိုလက်ဖိုင်ဂီတတင်တဲ့ဆရာမအဲ့ဒါကသူကမြူဆိုပြောနေရတယ်ကျောင်းကြီးကိုတန်းဆက်ပါရဲ့ကျောင်းကြီးလည်းနေပူရဲမှန်မတ်တက်ရက်နေရတာဆရာကြီးကျမတော်လိုက်ပါဦးမယ်ဒီလက်ခီကိုတော့နော်ဟိုမှာတမီးစပိန်ရှိရဟုတ်ကဲ့ဆရာပပင်းရဟဲလက်ချီကလည်းနေရပါရဲ့ငါတစီးဆိုပြီးတော့မယ်လာချင်းကြနေကိုစောရဲ့လာပြီးစေလင်းပြုံးရဲ့စေကူရဲရောက်မြင်နိုင်ဘူးပဲစိတ်ညစ်တဲ့မြင်ပတ်တူလဲ Okay not go
ငါတစင်းလည်းမဆိုမိပါပြီအေးမဆိုမိလည်းမတက်နိုင်ဘူးအေးငါလည်းတစင်းညီမမရတာလိုက်ခင်ချာဒီနာဘေးပတ်ဝေးကြီးနဲ့ခင်မင်းအောင်လို့နှုတ်ဆက်ရင်းနှီးမိတ်ဆက်မှာပဲဒီနေ့7 နာရီဆိုရုပ်ရှင်ကားတစ်ခုရှိတယ်လေရုပ်ရှင်ကားလေးကြည့်လိုက်အောင်မယ်သူကြည့်နေတဲ့စကားလေးရဲ့တရက်ကအရင်ကြောက်ဖို့ကောင်းတယ်အခုချိန်ကြီးရောဘာစဘာမှမဖြစ်သေးဘူးဒါပေမဲ့ညရောက်တော့ထူးဆန်းလာတဲ့ဘာလို့လဲငါကြည့်ရညရမိုးဆုပ်သွားပြီပဲညမိုးဆုပ်ပြီဆိုအိတ်ခါနီးပြီလိုက်ကလေးပိတ်မယ်ကိုအပြင်တကားလေးတော့ခတ်လိုက်အောင်ပဲကွတော့ခတ်ပြီးပြီဒီစုကနေမှာတော့လိုက်ကကြီးဆိုခတ်တော့ဒီခက်လေးမှာလိုက်ကလေးရှိတဲ့ကားလေးနဲ့ဩလဲနေဒီအရေးဩအိတ်ရှင်လိုက်တာအိတ်ရှင်ငါလည်းအိတ်နေပြီနောက်ဘေဘီကိုဆန်းကဟာလေးကိုလှုပ်လိုက်ပါဦးမယ်နောက် Okay ဟိုဘက်ဟာလေးကိုတွားပြီးကြည့်မယ်ဘာမှမရှိဘူးပဲငါဆုံးမမမြင်တော့ဖြစ်မှာပါဘာမှဖြစ်ပါဘူးငါဆုံးမမျက်စိမတော့ဖြစ်မှာပါဒါရမပိတ်ဟုတ်ကဲ့ပါဆုံးကြီးကြောက်တယ်ဒီတက်လာဦးမယ်မွေးကြောက်တယ်အစိုးရပါတီလည်းမသိဘူးငါမျက်စိမမြင်တော့မသိဘူးငါတဲကားကြီးကြည့်ပြီးတော့ဖြစ်နေရတယ်သူပါရဲ့အမေကိုဖုန်းဆက်လိုက်ဦးမယ်အမေကိုဖုန်းဆက်လိုက်ဦးမယ်အမေတမီးရှိမြန်လာခဲ့ပြီပါတမီးတောင်းမှမှာလေမြန်လာခဲ့ပြီပါအမေဖုန်းမကင်ဘူးအမေဖုန်းပြန်ဆက်ပါစေအမေဖုန်းပြန်ဆက်ပါစေအမေဖုန်းဆက်ပါစေဟယ်လိုတမီးကိုလေရွာကိုတမီးနဲ့ပြန်လာခဲ့မယ်ဘာဖြစ်လို့လဲတမီးလည်းတော့မကောင်းတာမမေဒီမှာတရားရှိရဲ့တမီးရဲ့တမီးတရားကမနဲ့ကတိသေးလားဟုတ်ကြည့်သေးရဲ့အဲ့ဒါဆိုဖြစ်မယ်တရားလည်းကောင်းရှိပါဦးမီးရဲ့ဟုတ်ဒါပေမဲ့တမီးကြီးကမြင်လိုက်တာကာရီဖြူရင်းနဲ့မျိုးလုံးနဲ့ဖြူဖြူကလည်းမီးရဲ့တွတ်နေပြီးတော့တမီးကိုသူကဘယ်လိုလဲမသိပါဘူးမီးရဲ့ပြောရင်းဆိုရင်တမီးရဲ့ဆက်လာပြီးအေးဖျားလိုက်ရုပ်အိတ်တမီးဟုတ်ငါကြောက်လာပြီငါကြောက်တယ်အနောက်မှာသူရှိလဲဆိုတာငါပြန်သွားကြည့်မယ်အေးဘာသူမှလည်းမရှိပါဘူးတူလေရမ်းရှိပါဘူးညီမလေးရဲ့ရှင်းတော့သူလဲကိုရောကဘင်းနာအိမ်ကပါမနက်မိုးနော်ညီမလေးလေးချတယ်လို့ရှာဝဲခေါ်ပြီးတော့ဒီနေ့မှဆက်တာဟုတ်ရှိလို့တမားလေညီမလေးရှင်ကပါညီမလေးကိုကြောက်လန့်နေရတယ်ဟုတ်ပါရဲ့ကျွန်မတရားတွေ့လို့ပါဒီမှာတရားရှိပါဘူးညီမလေးစစ်ကြမှာရှေ့ကူးဆောင်မှာတက်ကြည့်ပါဟုတ်ကဲ့ပါဆရာဒါဆိုဆရာတော့ခက်ပါဟုတ်ကဲ့ဆရာဆရာကိုလိုက်ပို့လိုက်မယ်ဒီမှာနေခဲ့နော်ဟုတ်ကဲ့ဆရာလိုက်ပို့ပါမယ်ဆရာရရင်ငါ့ကိုအိမ်ထိပြလိုက်ပို့လိုက်တော့ဟုတ်ဆရာကောက်ပါနော်ဒီကြည့်ချက်ကြီးဆိုင်ရဟုတ်ကဲ့စင်ပြေလားစီးပါလေငါနီးငါပြောလို့ရလားဒီရပါလေဒီရှိကြပါဟုတ်ဘာမှရှိပါနဲ့တေးဆိုပြပါမင်းတို့ငါစပယ်ခုံမှာစိုက်လို့တာရဲ့အဲ့တက်လိုက်ဟုတ်ကျေးဇူးတင်ပါတယ်ဆိုငါတော့လိုက်အောင်မယ်ကွာလောက်ရှာလေးရှိဟုတ်ကဲ့ခုမှပဲတော်ပါရဲ့င
ငါ့ကောင်းမှာငါ့ကောင်းမှာတခုခုရှိသလိုပဲကွန်ပျူတာရဲ့မှန်နေတယ်ကောင်အော်မှန်သွားကြည့်လိုက်ပါဦးမယ်ငါ့ကောင်တခုခုပတ်တာလို့ပဲဟဲပတိရှိထားတာအော်ပတိရှိထားတာငါ့ပတိရတယ်မြင်နာမမြင်စမိုင်းနေဆိုတော့ဒီတော့ဆိုးလိုက်တယ်သူဝယ်ပြီးတာစတိုရီတက်လိုက်တယ်စကြလေးကတက်လို့ကောင်းလိုက်တာ这是公安秘书了，我叫没。今天比较吧，北京这些呢是为了被保险，哦，知道今天在说，你多少钱？保险那么多万。